ကျွန်တော်တို့အများကြီးမိသားစုတွေကိုအစီအစဉ်နဲ့ဆက်မှုတွေကျွန်တော်တို့ပစ္စည်းအင်အားလူအင်အားတွေအများကြီးနဲ့ဖြည့်ပြီးကျွန်တော်တို့ဒီလိုနဲ့ကျွန်တော်တို့ရာသီဥတုတိုင်းကြောင့်မလို့လိုက်ဝေးတိုင်းတစ်ခုလုံးဆိုရင်ကျွန်တော်တို့အောက်ကိုပြုတ်ကျပြီးတော့ကျွန်တော်တို့LED မြောက်ကောင်းနေဆိုရင်လည်းအများကြီးပစ္စည်းတော့ပါတယ်အဲ့တော့မိသားစုများကိုပစ္စည်းအင်အားအပြည့်နဲ့မတင်ဆက်နိုင်တဲ့အတွက်ခေါင်းစဉ်ကြီးတော့အစီမပြည့်လို့စီမင်းပေါ်တွေတောင်းပန်ပြရစီနော်အဲ့တော့မိသားစုတွေကလည်းခေါင်းစဉ်ကြီးတို့အပြည့်မမြင်ဘူးမလားအဲ့တော့ဘယ်တော့ပဲဘောမှာစင်ရစရာတွေရှိမိသားစုတွေရဲ့အပြုံးတွေမိသားစုတွေရဲ့အားပေးမှုတွေကိုခံရရင်ဖြင့်ခေါင်းစဉ်တော့တကယ်ကိုအဲ့ဒီအမောတွေကပြီးပြောလာပါပြီအဲ့တော့အားစိတ်လက်ခုပ်တည်းတစ်ချက်လောက်ပြောပြပြပါဦးခင်ဗျာတခုသိထားပြပါဦးမုံမယောင်ရင်ကောက်ပါနော်မုံမယောင်ရင်ကောက်ကိုကောက်ပါခဏတစ်ဖြုတ်ရွာပြီးပြန်တိတ်သွားရင်ပြန်ကောက်ပါနော်